အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့ Sam နဲ့ Annie ရဲ့ခွဲပြားခြားနားချက်ကိုရှင်းပြပေးတော့မှာဖြစ်ပါတယ်ဒါဆိုဗီဒီယိုလေးကိုစတင်လိုက်ရအောင်ပထမဆုံးအနေနဲ့ Sam ရဲ့အသုံးပြုပုံကိုရှင်းပြချင်ပါတယ် Sam ကို affirmative sentence ဆိုရဲဒီအဟုတ်ဝကြရမှာသုံးပါတယ်ဥပမာအနေနဲ့ပြောရင် She bought some apples သူပန်းသီးအချို့ကိုဝယ်လာခဲ့နောက်ပြီးတော့ Sam ကို plural nouns နဲ့ uncountable nouns တွေအတွက်အသုံးပြုပါတယ်။ဥပမာအနေနဲ့ပြောရင် some apples, some rice, some many ဆက်လက်ပြီးတော့ Annie ရဲ့အသုံးပြုပုံကိုရှင်းပြပေးတော့ပါမယ်။ Annie ကို negative sentence အငြင်းဝင်ကြရမှာသုံးပါတယ်။ For example, I don't have any money. ငါမှာပတ်စံမရှိဘူး။ဒါဆိုဒီ Sam နဲ့ Annie နှစ်ခုစလုံးကိုမေးခွန်းတွေမှာသုံးလို့ရလားဆိုရှင်တော့ရပါတယ်ဒီ Sam ရော Annie ရောမေးခွန်းတွေမှာသုံးလို့ရပေမဲ့အသုံးပြုပုံကတော့ကွာခြားပါတယ်ဒါဆိုအသုံးပြုပုံကဘယ်လိုကွာခြားတာလဲ Annie ကိုတော့အကြောင်းအရာကိုတာမန်မေးတဲ့အခါမှာ Annie ကိုသုံးပါတယ် For example, do you have any money? မင်းမှာပတ်စံရှိလား Is there any water in the bottle?ပလင်းထဲမှာရေရှိလားဆိုတော့အဓိကမှတ်ရမှာတော့ဒီအဖြေကရှိမရှိဆိုတာမသိချတဲ့အခါမှာ Annie ကိုသုံးပါတယ်ဆက်လက်ပြီးတော့ Sam ကိုဘယ်လိုအခြေအနေတွေမှာမေးခွန်းနေရာမှာအသုံးပြုလဲဆိုတာကိုဆက်ပြီးတော့မျှဝေပေးသွားပါမယ် Sam ကို polite နဲ့ friendly ဆိုတဲ့မေးခွန်းတွေမှာသုံးပါတယ်ယဉ်ကျေးတာနဲ့ဖော်ယူတဲ့နေရာမှာသုံးပါတယ် For example, would you like some coffee?မင်းကော်ဖီတစ်ခွက်လောက်တောင်းအောင်မလားနောက်ထပ်ဥပမာလေးတစ်ကြောင်းကတော့ Can I have some water ရေတချို့လေးပေးပါလားရေတချို့များရနိုင်မလားဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်နောက်ဆုံးမိကုံချုပ်အနေနဲ့ပြောရင်တော့တာမန်မေးခွန်းတွေမှာ Annie ကိုအသုံးပြုပြီးတော့ polite offer request မေးခွန်းတွေမှာတော့ Sam ကိုအသုံးပြုပါတယ်ဒီလောက်ဆိုရင် Sam နဲ့ Annie ရဲ့အသုံးတော်တော်လေးသိသွားပြီလို့မျှော်လင့်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်ဘလို့သင်ခန်းစာလေးတွေကိုမျှဝေပေးသွားမယ်ဆိုတော့စောင့်မျှော်ကြည့်ရှုပေးကြပါအောင်ရှင်